အဲ့ဒီညကပီဇာအော်ဒါတက်လာတာတောဆက်အိမ်ကအိမ်ကိုကြီးတစ်လုံးစီရပါအလုပ်ကလည်းအစ်စ်ဆိုတော့ညင်းလို့မရတာနဲ့ထွက်လာခဲ့မိရဲ့လမ်းကလည်းမှောင်တစ်ပင်တွေကလည်းအုပ်ဆိုင်နေရနဲ့ကျွန်တော်လည်းကားမီးလေးနဲ့ပဲရအောင်လာခဲ့ရတယ်အိမ်ရှိရောက်တော့ဘယ်သူမှမတွေ့ဘူးလူမရှိဘူးထင်လို့အော်ဒါဖြတ်ပြီးပြန်လို့လုံနေတော့မှပဲဗရင်ပုတ်မှန်နောက်ကနေပြီးတစုံတစ်ယောက်ကကျွန်တော်ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်သူ့မျက်လုံးတွေကပုံမှန်လူတစ်ယောက်ထက်အများကြီးပြူးကျယ်နေပြီးကျွန်တော်ရဲ့လှုပ်ရှားမှုတိုင်းကိုမလွတ်တမ်းစောင့်ကြည့်နေတာဗျာကျွန်တော်လည်းကြောက်နဲ့ပီဇာဘူးကိုအိမ်ရှိမှချထားခဲ့ပြီးကားစီကိုအမြန်ပြေးခဲ့တယ်ဒါပေမဲ့ကားဆက်နှိုးလို့မရဘူးတခုခုမှားနေပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာကားနောက်ချိမှန်ကိုကြည့်လိုက်မိခုနကမျက်လုံးပြူးနဲ့အမျိုးသမီးကကားနောက်ခန်းထဲမှာရောက်နေပြီဗျာသူကကျွန်တော်ကိုဆိုက်ချင်နေပြီးပါဇက်ကြီးနေရတဲ့ချိန်မတက်ကိုပြုံးပြနေခဲ့တာကျွန်တော်ဘာမှမစင်စားနိုင်တော့ပဲတကားကိုဖွင့်ပြီးတော်ထဲကိုမျက်စိမိတ်ပြီးပြေးခဲ့ရတာအသက်ရှူတာမွားတော့အခုချိန်ဒီအဲ့မျက်လုံးပြူးနဲ့အပြုံးကြီးကိုတွေးမိတိုင်းအိမ်မဆိုးတွေမှတ်နေမိတော့မယ်တောင်ပေါ်မှာအမဲလိုက်ရင်နှင်းမုန်တိုင်းမိပြီးတော့လမ်းပြောက်သွားခဲ့တယ်အိတ်ဆက်နေတဲ့အချိန်ကြောင့်အသက်ကိုမနှဲရှူနေရတော့မှပဲမီးမလင်းနဲ့တစ်လုံးအိမ်လေးတစ်လုံးကိုတွေးလိုက်ရတယ်ကျွန်တော်အတွက်တော့နှက်ပုံနှန်းလိုပဲတကားကိုခောက်ပြီးကျွန်တော်လမ်းပြောက်လာလို့ကုညီပါအောင်ဗျာလို့ပြောလိုက်တော့အထဲကနေခက်အတန်ကြီးနဲ့ဝင်ခဲ့လေဖက်နှက်ကိုတော့ပြင်မာထားခဲ့အဲ့လိုလမ်းပြောတယ်အထဲရောက်တော့ဖျောင်းနိုင်ပြီးမိမ့်မိန်လေးပဲရှိရဲ့အိမ်ရှင်ကတော့အခန်းတောင်းကအမောင်ရိပ်ထဲမှာမတ်တရက်နေတာကျွန်တော်လည်းအားနာတာနဲ့အချိန်ကလည်းတော်တော်နောက်ကျနေပြီဆိုတော့ဆိုဖာပေါ်မှာပဲလှဲပြီးအိပ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့လူကအမောင်ထဲကနေတစ်ချက်မှမရွေဘူးခဏနေတော့ထူးဆန်းတာတစ်ခုကိုသတိထားမိရဲ့အဲ့လူရိတ်ကကျွန်တော်စီကိုတပြေးပြေးနဲ့တိုးကပ်လာတာဗျဖျောင်းနိုင်မီအောင်ရောက်လာတဲ့သူ့ရဲ့အသားရည်ကတွေးတစ်စက်မှကိုမရှိတယ်လို့ဖြူဖြော့ကွဲအပ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ရင်ဘတ်တစ်ခုလုံးပောက်ကွဲမတက်ခုန်သွားခဲ့တယ်။ဖက်နဲ့တောင်မရှိနိုင်မဲ့အပြင်ကိုထွက်ပြေးခဲ့မိရဲ့။နောက်မှသိလိုက်ရတာကအဲ့ဒီအိမ်ရှင်ကလွန်ခဲ့တဲ့နှစ်နှစ်ထဲကအသက်ခံထားရတာတဲ့။ဒါဆိုကျွန်တော်ကိုဝင်ခဲ့ဖို့ပြောခဲ့တဲ့အတန်ပန်ရှင်ကဘာတူလဲ။အိမ်မှာကျွန်တော်တယောက်တည်းရှိနေတော့ပေါ့ရုတ်တရက်အပေါ်ထက်ကနေလမ်းလျှောက်တန်နေကြားလိုက်ရတယ်။အမေကတော့ပိုးရှိတော့အမေပြန်လာတာပဲထင်ပြီးအမေပြန်လာပြီလား။အဲ့လိုလမ်းမိလိုက်တယ်။ဘာတမ်းမှလည်းပြန်မကြားရဘူး။ဒါပေမဲ့ခြေတံတွေကတော့မရက်သွားဘူး။စိတ်ထဲမှာမတင်ကြတာနဲ့အဖေစီဖုံးဆက်ပြီးမေးကြည့်လိုက်တော့သားအမေကခုငါဘေးမှာအိပ်ပျော်နေပြီလေတဲ့။ဘာဖြစ်လို့လဲတဲ့။အဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်တကူလုံးအေးဆက်ပြီးစက်သိန်းတွေထသွားတာပဲကျွန်တော်မိုးဝင်မရဲနဲ့လေကားဘက်ကိုကြည့်လိုက်မိတယ်လေကားထောက်နာမှာအမောင်ထဲကနေလူတယောက်ရဲ့ကောင်ကကျွန်တော်ကိုကြည့်နေတာဗျသူ့မျက်နှာကိုတိတ်ခါမမြင်ရပါမယ်ကျွန်တော်ကိုစိုက်ကြည့်နေရတော့ခံစားလို့ရတယ်ကျွန်တော်ဖုန်းကိုကင်ပြီးအိမ်ပြင်ကိုအော်ဟစ်ပြေးထွက်ခဲ့တာအနောက်တောင်လှည့်မကြည့်ရဲဘူးရဲတွေလာတော့စစ်ဆေးကြည့်တော့လေဘယ်သူမှမတွေ့ရဘူးတဲ့ဒါပေမဲ့အဲ့ကောင်းကြီးကအခုထိကျွန်တော်အရင်တနေရာမှာပုံနေတုံးလားဆိုတာကိုတွေးပြီးကြောက်နေရတော့မေးဗျာ